အားလုံးပဲမင်္ဂလာပါရှင် Superman Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ညီမတို့တင်ဆက်ပေးမှာကတော့ banana spring roll လေးပဲဖြစ်ပါတယ်ရှင်ဦးစွာငါပြောသီးကိုအခွန်ခွာပြီးတော့ကြိုက်နှစ်သက်ရာအရွယ်စားလေးတွေလိပေးလိုက်ပါမယ်ရှင်ထုတ်တံလေးတွေထိုးပေးလိုက်ပါမယ်ရှင်ပြီးပြီဆိုတာနဲ့ညီမတို့ပေါ်ပြန်ရွက်လေးနဲ့ဘတ်ဒီပါကပ်ပေးလိုက်ပါမယ်ရှင်ပြီးပြီဆိုတော့ねညီမတို့စကြော်လို့ရပါပြီရှင်နောက်ဆုံးမှာတော့ banana spring roll လေးရလာပါပြီရှင်